join လုပ်ချင်တဲ့အကြောင်းအနေမှာလည်းအဆင်မရှိပါဘူးဒီထဲမှာဘာတွေပါလဲ Hi guys မင်္ဂလာပါဒီတစ်ပတ်ကတော့ကျွန်တော်ရဲ့အိတ်ထဲမှာဘာတွေပါလဲအပြင်သွားရင်ဘာတွေယူသွားလေးရှိလဲဆိုတာကို share လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာဘာတွေပါလဲကြည့်ကြည့်အောင်ပတ်စံကြီးပါဒါလေးကတော့မြင်းနှစ်ဖြစ်တာကြောင့်မို့လို့ဒါကလက်ဆောင်ရထားတဲ့ဟာလေးတက်ထားတာပါစက်နေတော့မပြတော့ပါဘူးပတ်စံအိတ်ထဲမှာဘာတွေဆောင်လေးရှိလဲဆိုလို့ရှိရင်တော့ဘန်ကတ်တွေရှိပါတယ်ဘန်ထဲမှာလည်းပတ်စံမရှိပါဘူးဒါကတော့ပတ်စံတွေပါတယ်အများသောအားဖြင့်ပတ်စံနေတာโอเคခုနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကအမြဲတမ်းခေါင်းကိုက်ဇက်ကြောတက်ဖြစ်တတ်တယ်ပြီးလို့ရှိရင်တခြားဖြစ်နိုင်တာလေးတွေကိုပဲကြိုတွေးပြီးတော့ဆေးလေးတွေယူလေးရှိပါတယ်ဒီဆေးတွေကတော့အစုံပါပဲဝမ်းပြက်ရင်တောက်တဲ့ဆေးခေါင်းကိုက်ရင်တောက်တဲ့ဆေးဇက်ကြောတက်ရင်တောက်တဲ့ဆေးပြီးလို့ရှိရင်ကြက်သားရောင်ရင်နားရင်လိမ့်တဲ့ဆေးပြီးလို့ရှိရင်အခုတော့ဝါတွင်းလည်းဖြစ်တာလေတကြောင်ပြီးတော့ကန်ထိန်းတဲ့အနေနဲ့မတောင်မစားတော့တဲ့အတွက်ကြောင့်မလို့ဒါကတော့တိတ်မလို့တော့ပါဘူးနောက်တစ်ခုကတော့easy လေးရဆောင်ပြပါတယ်ကျွန်တော်ဒီဟာလေးကတော့ fiber အတွက် jelly လေးပါဒီဟာလေးတော့ဆောင်ပြတာရှိပါတယ်ဒါတွေကဒါတွေအားလုံး commercial မဟုတ်ဘူးเนาะပြီးလို့ရှိရင်ဒီမှာတို့ချောင်းသားချောင်းစိုးလေချောင်းအတွက်ကိုဆောင်ပြတာလေးရှိပါတယ်ဒါကတော့ဆေးတုပ်နောက်တစ်ခုကတော့ဘာလေးဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါကတော့ electronic device တွေဖြစ်ပါတယ်အဲ့မှာအာသွင်းကြိုးပါတယ်ပြီးလို့ရှိရင်ဒီမှာpower bank အသေးလေးတစ်လုံးပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာကျွန်တော်ရဲ့ SD card လေးပါပါတယ်โอเคကျွန်တော်ကဒီလိုမျိုး tote bag လေးတွေကိုသုံးပြီဆိုလို့ရှိရင်ဘာတွေဘယ်လိုထားလဲဆိုတော့ organizer နဲ့ထားပါတယ်ဒီ organizer လေးက online ကနေမှာထားတာပါဒါကတော့အရေးအကြောင်းရဆိုလို့ရှိရင်bobbin လေးတွေပြောပါတယ်ဒါကတော့ကျွန်တော်ရဲ့ autograph ကိုတောင်းလို့ရှိရင်လက်မှတ်ထိုးအောင်shopping လေးပါပြီးလို့ရှိရင်ဒါကတော့ရှူသေးပါရှူသေးမှာ coffee ရနံလေးနည်းနည်းပါတယ်ပေါ့နော်အဲ့ဒီဟာလေးအစ်စ်လေးတွေ့လို့အစ်စ်ဆန်းလေးတွေဆိုတိတ်မှာဝယ်ပြစ်ပါတယ်ဘူးစုခီပါဘုံဝင်ဆောင်ဝင်လေးတွေဝယ်ပြစ်တာဒီဟာကတော့ Newbie Roto ပါ Newbie Roto ကဒါတော့ vitamin ဆိုတဲ့အတွက်ကြောင့်မလို့မနေ့မိုးလင်းတိုင်းဒီဟာကို eye drop ကိုသုံးတယ်တခါလေကြလို့ရှိရင်မျက်စိတွေဆက်နေတာတွေအပူကန်သလိုမျက်လုံးအစ်နေတာတွေထားပါတော့ရိုက်ကူးရေးမှာပေါ့လေရိုက်ကူးရေးမှာအရန်ငိုရပြီးပြီဘာပြီးပြီဆိုလို့ရှိရင်လေဒီကောင်လေးကိုသုံးပြတာများပါတယ်ဟောအဲ့ကတ်နေလည်းမသိဘူးရိုက်ကူးရေးမှာပါညာငိုရပြီးပြီပါမေးဆိုတာမျက်လုံးအားဖြစ်နေနေတော့မှာဒါကတော့ဟိုအရန်အေးတဲ့ယာဒီတို့အရန်ပူတဲ့နေရာတို့မှာပေါ့နော် eye dry ဖြစ်လာeye dry ဖြစ်လာလို့ရှိရင်ဒါလေးကိုသုံးပြတာများတယ်မျက်လုံးကဟိုမျက်သားလေးဒီအထက်ကဟိုဟာလေး6လာပေါ့လေမျက်ရည်ခမ်းလာတာမျိုးဆိုလို့ရှိရင်ဒါလေးကိုသုံးပြတယ်ဒါလေးနှစ်ခုကိုစောင်းလေးရှိပါတယ်နောက်တစ်ခုကတော့ eye glasses ပါဒါကတော့ကျွန်တော်ကအနီးမရတော့လို့လေအနီးလေးအနီးတက်တာဒီလိုလေးအနီးအဆင်ပြေအောင်လို့ပေါ့နော်ဒီကောင်ကနေပူရဲသွားရင်ကာလောက် chain နေပေါ့လေထားပါတော့ multi ဖြစ်တယ်ပေါ့အနီးဆိုတော့ and then နောက်တစ်ခုကတော့ဒါကတော့တကယ်လို့များနိုင်ငံခြားခီးဆိုလဲယူပြစ်တာများတော့ဒါကတော့ဒီလိုမျိုး cat လေး single လေးထည့်တာပေါ့နော်အသေးစိတ်ကလေးပေါ့လေနောက်တစ်ခုကတော့ဒါကတော့ green ကုန်စေးပြပါ green ကုန်စေးပြရgreen ကုန်စေးလေးမွေးလေးပေါ့နော်ဗာလေဟိုပါပေါ့မမွန်ဒီရတာလေးဒါကတော့ဟိုကီးတော့ဝယ်လာတာပါဒီ organizer ထဲမှာပါလဲဆိုတော့လေရင်ဘောကရတာလေ what tissue တွေဖက်နက်တွေပေးတာတို့တခုပေးကြတာလို့ဆိုလို့ရှိရင်အလွယ်တကူထုတ်ပြီးတုပ်လို့ရအောင်လို့ပါနောက်တစ်ခုဒါလည်းမကောက်တော့ဝယ်လာတာဂျပန်ဆိုင်ကဝယ်လာတာပါတိုင်ဆိုကဝယ်လာတာနားချက်တန်လေးပါနားချက်တန်လေးတခုခုဖြစ်ရင်နားလေးပါကလီအောင်နောက်တစ်ခုကတော့ဒါကတော့မကောက်ကမှန်လေးပါဒါကတော့မှန်ဘလူးတစ်ဖက်ရိုးမှန်တစ်ဖက်ပါတော့အဆင်ပြေကြပါလိမ့်နော်ကျွန်တော်မှန်လေးပါပြီးလို့ရှိရင်မွေးညက်ဒီမွေးညက်ကလေးကတော့ဒီကအဆလေးအတွက်အနိကရိုက်တာတော့ဘာလို့ဆိုဟိုကလေအမွေးလေးထွက်နေလို့ဘာညာပေါ့လေတခုခုဆိုလို့ရှိရင်သုံးအောင်လို့ပါရိုက်ကူးရေးတွေပါဆိုလို့ရှိရင်တခါလေးကဒီနှကန်းဝဲမုံးစိတ်မွေးတွေကျွန်တော်မိုးနဲ့တက်တော့ဆိုတော့လေပေါက်တာနဲတယ်
အားကြောင့်မလို့တချို့နေရာလေးတွေကြာရင်မကြိုက်ရင်နှုတ်ပစ်တာလေးရှိပါတယ်ပြီးတော့ဒါလေးက city မှာတွေ့ထားအသိမကြသေးဘူးထဲတောင်ထဲနေတယ်ဒါအာဂရင်းလေချောင်းအတွက်ကောင်းတယ်ပေါ့လေဒါလေးထိုင်လန်မိတ်လေးဒါလေးကလေချောင်းအတွက်ခုနဒိုချောင်းသားလိုပဲပေါ့လေသုံးတာလေးပေါ့နောက်တစ်ခုကတော့ AirPod တော့သုံးခဲ့တယ်ဗျာကျွန်တော်အဲ့ net jet တွေတက်တာတို့ earphone တွေတက်တာ headphone တွေတက်တာဆိုလို့ရှိရင်ခေါင်းကိုက်လာဒီနားနဲ့ထင်ကြောကြီးတင်းပြီးတော့ခေါင်းကိုက်လာတာမျိုးရှိပါမပါမဖြစ်ဘယ်တစ်စိတ်မဆိုသုံးတယ်မပါမဖြစ်ဘယ်တော့မှဘာပဲဖြစ်ဖြစ်လိုက်ရှာရတယ်တကူစားပြီးတောက်ပြီးလို့ရှိရင်အဲ့ပါဇက်ကိုအဲ့စားပြီးတောက်ပြီးတဲ့အရာတာအတိုင်းမနေတတ်တော့ဒါလေးကိုအမြဲတမ်းစောင်းပါပါလေဒါလေးပါโอเคနောက်တစ်ခုကတော့ဒါတော့ခုနပတ်စံရီထဲမှာထည့်ထားလို့ရရတာနဲ့ဘာလို့မထားလဲဆိုလို့ရှိရင်မဟုတ်တက်မင်ခွဲထားတာဒီမှာမှတ်ပုံတင်တွေပါတယ်ကားလိုင်စင်တွေပါတယ်ပြီးလို့ရှိရင် smart card တွေပါတယ်တခြားသော VIP card တွေပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုဒီအိတ်အသေးလေးနဲ့ထားပါတယ်ဒီလိုလေးပေါ့နော်ဒီအိတ်လေးနဲ့ဒါကတော့ဒီ brand နဲ့အတူတူပဲပေါ့နော် Goroto ဆိုရက် brand နဲ့အတူတူပဲ Goroto လာပါလားဟုတ်မှာတော့ဘယ်နဲ့ချောင်းထပ်တွေ့ကြပြီပြောင်းနေဘောပင်နေပြောင်းနေအခုမှမတွေ့တော့ဒါလည်းမကောက်ဝဝယ်လာတာပဲဒါလည်းဆိုလို့ရှိရင်တော့ဟိုတော့မျက်နှာဖြန်းတဲ့ဟာပေါ့လေမျက်နှာဖြန်းတာကျွန်တော်တစ်ခါလေကြောက်လို့ရှိရင်ဟိုမျက်နှာတွေမိတ်ကပ်တွေအပြင်သွားတာရင်လေးလံထိုင်မိုင်းနေလို့ရှိရင်အဲ့လိုမျိုးလေးဖြန်းပြစ်တာဒါတော့မျက်နှာဖြန်းတာပြီးလို့ရှိရင်ဒါကတော့ဟို sun cream လေးဘာလို့လဲဆိုလို့ရှိရင်ဒီလက်တွေမျက်နှာကတော့တခြားဟာလိမ့်တာပေါ့လေဒီ sun cream ကတော့လက်တွေကိုလိမ့်ပြစ်တာများတယ်အဲ့ဒီလက်တွေကိုဟိုသုံးပြတာဂုတ်တွေပါတယ်ဟိုထက်ခါတလေးနဲ့သုံးပြတာပေါ့ဒီမှာတော့ကျွန်တော်ဒီကန် perfume လေးတွေပေါ့ဒါဒီကန်လေးတွေပေါ့ perfume လေးတွေထည့်ထားတာပေါ့လေဒါကကြတော့လေမငိမ့်ပေါ့ကျွန်တော်တကယ်ချင်းမငိမ့်ရှီကလိုရဲ့ signature ပေါ့ညောင်းညာကြိုက်ခဲရင်တို့နည်းနည်းလောက်ဟိုဟာဖြစ်နေတဲ့အချိန်လို့စိတ်မကြည်တဲ့အချိန်လို့ဆိုဒါလေးကိုသုံးပြတာများဒါလေးကtherapist လိုမျိုးပေါ့အနံလေးကအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေး refresh ဖြစ်သွားစေရပေါ့လေအဲ့ဒါကြောင့်အဲ့လိုသုံးပြတာများတယ်ပြီးတော့ဒါကတော့ lip balm ကတော့မပါမဖြစ်စိုးပြီးထားလို့ချင်းကျွန်တော်ခဏခွာတယ်ပြီးရင်လို့အဲ့လိုလုပ်ပြီးခွာနေတတ်တဲ့အတွက်ကြောင့်မလို့ဒါကတော့မပါမဖြစ်ကို lip balm တစ်ခုမဟုတ်တစ်ခုကတော့အမြဲဆောင်ပြတာများတယ်ဒါနောက်တစ်ခုကတော့ဒါလက်ဆောင်ရထားတာလားမမီ share ပေးထားတာလေဒါလေးကကြတော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ဂုံတော်ရွတ်တာပေါ့နော်တချို့ကတော့ပတိနဲ့ပြောတယ်ကျွန်တော်တော့ပတိဆိုလို့ရှိရင်တော့ပတိအစ်စ်နဲ့စိတ်တာများတယ်ဒါကြတော့ကျွန်တော်ဂုံတော်ရွတ်တဲ့ဟာကဘလောက်ရောက်သွားပြီလဲဆိုတဲ့ဟာကိုရည်ရွတ်တာပေါ့လေဒါလေးပါโอเคသိပါပြီကို6ကိုကြိတ်တယ်ကို6ကိုကြိတ်လိုက်တာညာနဲ့ကြောင်းပဲဒီနေ့ကတော့ဘိန်းနဲ့ကြောင်းနဲ့ကြိတ်မိသွားတေးပါပြီဟာဘလို့ဖြစ်လို့ brain က6ထဲကိုဝင်သွားတယ်ဟုတ်ပါဘူး6ကဘိန်းနဲ့မလို့ဒါလေးကြံခဲ့ပါတယ်ဒါလေးကတော့ခုနဒါနဲ့အတူတူပါပဲဒီဟာရောငုံပြီးတော့ထွေးဖို့အချိန်မရှိရင်ဒါလေးဖောင်းဆိုဖြန်းဒီလိုမျိုးဖြန်းသွားတာပါဟုတ်လို့ဖြန်းသွားတာပါဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်တတာ